ကိုလိုမျိုးလေးကိုပဲမရှိတဲ့ကလေးမိမိလေးဆိုလဲလေးမွန်းချက်မှာပဲเนาะကိုရီလည်းဒီနေ့အရှာနဲ့မွန်းချက်တဲ့ဘာလို့လို့ဆိုတော့အိမ်အောင်ရှင်မကောင်းတယောက်အနေနဲ့ရောစီးပွားရေးလုပ်တဲ့မိမိတယောက်အနေနဲ့ရောသာသမီပေါ်တာဝန်ကြီးခြင်းနဲ့မိမိတယောက်အနေတွေ့ရောပေါ့เนาะအဆအအရာရာပေါ့ဟဝိုင်းကိုလေးအားမလို့အားမရဖြစ်ပြီးတော့လေစိတ်တက်ဒီဘုံဘုံကြနေတဲ့ချိန်ရှိတယ်တိလားဒီနေ့လိုနေမျိုးပေါ့အဲ့လိုမျိုးဆိုရင်လေကိုဘေးနမ်းပါလေကိုရဲ့အာကိုပေါ်လက်တွဲပေါ်ကလေကိုညီဖေးမာတဲ့ကိုမျက်နာကိုကြည့်ပြီးတော့အရေးကဲတီးပြီးတော့ငါမိမဘလို့ဖြစ်နေတာငါရဲ့အမျိုးသမီးလားဘလို့ချောင်းဆိုပြီးတော့အပြင်ခေါ်ထုတ်ပေးတယ်လေကိုဘေးနမ်းမှာရှိရကိုရဲ့လက်တွဲပေါ်ပေါ်ကောင်းပေါ့ဘယ်လိုပြောမှာကိုရဲ့တန်ဖိုးထားရဆုံးလူကိုအရန်နဲ့တန်ဖိုးထားတဲ့လူကကိုပေါ်တန်ဖိုးတိတက်တော်လေဒီနေ့ပီတီလဲဖြစ်မိတယ်ငိုလဲငိုမိတယ်ပျော်လဲပျော်မိတယ်ငါမှာပေါ့နော်ဘလို့ပဲနေငါ့ကိုချစ်ပေးတဲ့ငါရဲ့လက်သွဲပေါ်တယောက်ရှိနေပါလားဆိုတဲ့အတွေးကိုလေတွေးမိတယ်တိလားကိုကလည်းသူ့ပေါ်ပေးဆက်တယ်လို့သူကလည်းကိုပေါ်ပေးဆက်တဲ့အတွက်အရန်နဲ့လေကျေးဇူးတင်မိတယ်အဖေလိုတစ်မျိုးအကိုလိုတစ်မျိုးအမျိုးသားလိုတစ်မျိုးပေါ့